မင်္ဂလာပါကျွန်တော်စောပါဒီနေ့ကျွန်တော်တို့စကူပြောလေးတွေကိုထပ်ပြီးလေ့လာကြမယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့စာကြောင်းလေးတွေပဲဖြစ်ပါတယ်နေ့အချစ်ကိုငါတကယ်မျောလေးနဲ့ယမူလာနတအဲတပွားကတဲ့လောယမူလာနတအဲတပွားကတဲ့လောနေ့ကိုချစ်တာငါမပြောရဲဘူးနေ့ကိုချစ်တာငါမပြောရဲဘူးရတဲနာရတအဲနာတပူပါရတဲနာရတအဲနာတပူပါနေငါကိုအထင်သေးသွားမလားနဂတိစီယာနဂတိစီယာငါကိုမမုံနဲ့နော်တာဟေးယာတဝေနော်တာဟေးယာတဝေနော်နေမုံသွားမှာကိုငါကြောက်တယ်ရပလီလို့နဂတာဟေးယာရပလီလို့နဂတာဟေးယာနေဟာငါအတွက်ပါနမေယောလောနမေယောလောနေ့ကိုငါလွမ်းစွတ်တတိရတယ်ယသေနောတတယူပါနာယသေနောတတယူပါနာပြောမယ်ယမူလာနတအဲတပွားကတဲ့လောယတဲနာယတအဲနာတပူပါနဂတိစီယာတာဟေယာတဝေနောယပလီလိုနဂတာဟေယာနမေယောလောယသေနောနာတတယူပါနာလောအားလုံးနားလည်မယ်ပြောတတ်မယ်အကျိုးရှိမယ်လို့ထင်ပါတယ်